မင်္ဂလာပါရှင်ဒီနေ့ငါးကြီးဥလက်လက်ဆက်ဆက်လေးရလို့ချက်စားဖြစ်ပါတယ်ဒါကတော့တေချာတန့်စင်ထားတဲ့ငါးကြီးဥလေးပါပြီးတော့ငါးပူစီပေါင်းလေးလည်းပါပါတယ်ဒါတော့လိုအပ်တဲ့ပစ္စည်းတွေပါပထမဦးဆုံးကြက်သွန်ဖြူအယောင်တင်မုတ်ကိုညှက်အောင်ထားပါမယ်ပြီးရနဲ့စပြီးစီတက်ပြီးချက်လို့ရပါပြီစီတက်ပါမယ်စနစ်မုတ်ထည့်ပါမယ်ကျက်သွန်ဖြူကိုမှုန်းနေအောင်အရင်စီတက်ပါမယ်ရှင်ငါမညှိအောင်ပါကျက်သွန်ဖြူမှုန်းလာပြီဆိုရင်ခရမ်းညင်လေးထည့်ပါမယ်ပြီးရင်တော့စားနေထားပြီးသားငါးကြီးအလေးကိုထည့်ပြီးတော့စီတက်ပါမယ်ညီနှံပြောက်တဲ့အထိကြလေးကိုစီတက်ထားပေးပါမယ်ရေလုံးဝထည့်ပြမလို့ပါရှင်အရန်နဲ့မမှွေဖို့လည်းယူဆိုင်ရပါတယ်အသေးထိကျွေးဖို့ပါဆိုတော့ပါပြီးရင်တော့ဖုန်းနဲ့အုပ်ထားဖို့လိုပါတယ်ရေလုံးဝမထည့်ထားပါဘူးဒါကရေထွက်တာပါရေရောစီရောပထမတစ်ခေါက်ရေခမ်းနေဆိုတာနဲ့ကြက်သွန်လေးနန်းလေးပုံစိမ့်ထည့်ပြီးတော့စားလို့ရပါပြီဒါလေးကတော့ငါးကြီးဦးစီပြန်ဟန်ပါငါးရှိကိုင်း